ကျေတော့တရာဖားတုံးကောင်ဆိုင်ပုတ်ရှိတဲ့နေရာစီကိုထံမှာလဲရောက်လာပြီးတော့လာရောက်စုံစမ်းကြည့်နေခဲ့ကဖားတုံးကောင်ဆိုင်ပုတ်ကလွန်ခဲ့တဲ့နှစ်200လောက်ကတည်းကရှိကြောင်းပြောပြခဲ့တယ်။အရင်တော့အရက်ဆိုင်ငယ်လေးဖြစ်ခဲ့ပြီးအခုတော့မပြောက်မပြက်လေးရှိနေတဲ့ဆိုင်ပုတ်ကြောင့်ခရစ်ဆက်ဆက်ဘယ်သူမှလည်းမဖြတ်ပဲဒီတိုင်းထားခဲ့တာဖြစ်ကြောင်းပြောပြခဲ့တယ်။မိမကြီးတယောက်နဲ့အမွာကလေး2ယောက်ကြောင့်ကိုမေးလိုက်တော့အရန်ကိုလာပါတဲ့မိမကြီးတယောက်ပြောင်းလာတာကိုတော့သူတွေ့ခဲ့ကြောင်းနဲ့ကလေး2ယောက်ရှိတယ်မရှိဘူးဆိုတာကိုတော့သူမသိဘူးဆိုပြီးပြောပြခဲ့တယ်။နှစ်ပေါင်းကလည်းတော်တော်လေးကြာပြီဆိုတော့သူ့အမြင်ထဲမှာတော့ကလေး1ယောက်ပဲရှိတယ်ဆိုပြီးတော့ပြောပြခဲ့ကချက်စလိုဗီးနီးယားတပုံတပွဲတွေနဲ့ပူပေါင်းနေဆိုပြီးတင်းထွက်ခဲ့တဲ့ဖြစ်ကြောင်းကိုလည်းပြောပြခဲ့ကအဲ့ဒီမိမကြီးကရုတ်တရက်ပျောက်သွားခဲ့တာကြောင့်သူတို့လည်းထူးဆန်းခဲ့ပေမဲ့လူတွေရုတ်တရက်ပျောက်သွားတယ်ဆိုတာကတာမန်လိုမျိုးဖြစ်နေခဲ့ကြောင်းပြောပြခဲ့တယ်။အကြောင်းကတော့အဲ့ဒီခေတ်တုန်းကချက်ကလွတ်လပ်တဲ့နိုင်ငံမဟုတ်သေးပဲနိုင်ငံတော်ပုံကန်တဲ့သူတွေဆိုရင်ရဲရဲဆက်ဆက်ရှင်းလင်းခဲ့ကြောင်းကိုပြောပြခဲ့ကဒီအင်ကြီးကလည်းမိပေးတဲ့ကိုပါခဲ့ကြောင်းကိုလည်းပြောပြခဲ့တယ်။ရန်စုကတော့ထုံးစံတိုင်းဝီစီဆိုင်မှာသူတွေ့နေကြကောင်မလေးနဲ့ထပ်တွေ့ခဲ့ကသူ့ရဲ့အကြောင်းတွေကိုထပ်ပြီးတော့ရင်ဖွင့်နေခဲ့ပြန်တယ်။ဒီတစ်ခါမှတော့တရားခံလို့ထင်နေတဲ့ Grandma ဆိုတဲ့သတင်းထောက်ကတရားခံမဟုတ်ဘူးဆိုတာသိလိုက်ရပြီး Grandma ကပြီးတော့သူ့ကိုတော့တချောင်းလဲပေးခဲ့ကြောင်းပြောပြလိုက်ကခွင်းဆက်လူသက်မှုတစ်ခုကိုဖော်ထုတ်နိုင်မယ်ဆိုပြီးတော့လည်းပြောပြခဲ့တယ်။ဒါပေမဲ့အဲ့ဒီတော့ကဘာကိုဖွင့်ရလဲဆိုတာ तू မသိကြောင်းပြောပြခဲ့တယ်။အဲ့ဒီအကြောင်းကိုကြာချင်းမှာပဲနီနာကအရန်ကိုစိတ်ပူသွားတဲ့ပုံပေါ်နေခဲ့ပြီးရန်စုကလည်းအရန်ကိုအန်နေများတဲ့ကိစ္စတွေကိုဝင်ပြီးနေပြီဖြစ်တာကြောင့်ဒီတော့ကိစ္စနဲ့တခြားကိစ္စတွေကိုတစုံတဦးမှမပြောပြဖို့အတွက်တားနေခဲ့ပြီးရန်စုအတွက်တော်တော်လေးအသက်အန္တရာယ်ရှိကြောင်းကိုလည်းစိတ်ပူပြီးတော့ပြောပြနေခဲ့တယ်။အဲ့ဒါကိုရန်စုကကောင်မလေးကသူ့အတွက်စိတ်ပူပေးနေပြီဆိုပြီးကောင်မလေးကိုနမ်းဖို့လုပ်ပေမဲ့နီနာကတော့သူ့ကိုရင်းရင်းချေချေပဲတားခဲ့လိုက်တယ်။ပြီးတော့သူ့ရဲ့နာမည်ကအာနာဖြစ်ကြောင်းကိုလည်းမိတ်ဆက်လိုက်ပြီးအာနာတယောက်လမ်းကြားထဲကိုဝင်သွားခဲ့တယ်။လမ်းမှာတွေ့တဲ့သူတွေကလည်းသူ့ကိုကောင်းကောင်းမွန်မွန်နှုတ်ဆက်နေခဲ့ကအာနာလည်းသူနေတဲ့အခန်းထဲကိုဝင်သွားခဲ့တယ်။အခန်းထဲရောက်ချင်းရေရှိုးခန်းထဲဝင်သွားခဲ့ကသူ့ရဲ့တတ်ထားတဲ့သပင်တူးတွေကိုဖြုတ်ပစ်လိုက်တယ်။မိတ်ကပ်တွေအားလုံးကိုလည်းဖျက်လိုက်တဲ့အချိန်မှာတော့အာနာဟုတ်နေပဲယိုဟန်ဖြစ်နေခဲ့တယ်။ယိုဟန်လည်းချင်းပြုံးလိုက်ပြီးအဖိုးကြီးပေးခဲ့တဲ့ຢာကမိခင်တစ်တာတော့ပဲဆိုပြီးတော့ပြောလိုက်ကအဖိုးကြီးရွှေ့သွားတဲ့အကွက်ကိုလည်းသူတော်တော်လေးသဘောကျနေခဲ့တယ်။ပရာကူရဲစကန်မှာတော့ရဲချုပ်နဲ့ရရှိ3ယောက်ကတီးဆုံးသွားခဲ့တာကြောင့်တာဝန်ကျတဲ့ရဲဝန်ထမ်းတွေရောက်လာခဲ့ပြီးဖြစ်ပျက်သွားတဲ့အမှုတွေကိုလည်းအစဆုံးပြန်ပြီးတော့စီစစ်မယ်ဆိုကအထူးလိုဝက်တပ်ဖွဲ့ကိုလည်းရဲချုပ်ကြီးကတာဝန်ပေးရထားခဲ့ပြီးဖြစ်ပါတယ်။အရင်ဆုံးရန်စုကိုရဲချုပ်ကြီးကတယောက်တည်းခေါ်တွေ့လိုက်ပြီးရန်စုပေါ်ထုတ်ခဲ့တဲ့အမှုကိစ္စကိုရဲချုပ်ကြီးကချီးကျူးစကားပြောနေခဲ့ကလက်ရှိတာဝန်ယူထားရတဲ့အမှုကဘာလဲမေးလိုက်တော့ဇက်မန်တည်ဆုံရတဲ့အမှုဆိုတာသိလိုက်ရပြီးရဲချုပ်ကရန်စုကိုလည်းတိတ်မယုံတာကြောင့်သူ့ရဲ့လူတွေကိုရန်စုပေါ်မှာတေချာဆောင်ကြည့်တာဖို့အတွက်မှာလိုက်တယ်။တစ်ဖက်မှာတော့ရန်စုက Grandma နဲ့တွေ့ဖို့အတွက် Public Coffee ဆိုင်တစ်ဆိုင်မှာခေါ်တွေ့လိုက်ပြီး Grandma သူ့ဖုန်းကိုကင်တဲ့အတွက်လည်းကျေးဇူးတင်စကားဆိုနေခဲ့က Grandma ကတော့သူတို့တွေစောင့်ကြည့်ခံနေရတယ်ဆိုတာကိုတတိထားမိနေပြီးသားဖြစ်ပါတယ်။အဲ့လိုနဲ့ Grandma ကတနေရာကိုတွားရအောင်ဆိုပြီးသူတို့ကင်ထားတဲ့တော့ရဲ့နောက်ွယ်မှာဘာရှိလဲဆိုတာတွားကြည့်ဖို့ပဲဖြစ်ပါတယ်။သူတို့ကိုစောင့်ကြည့်နေတဲ့လေးဝက်ရဲတပ်ဖွဲ့ကလည်းရစုကတကယ်ကြီးလူသက်သမား Grandma နဲ့တူတူရှိနေတယ်ဆိုတာသိလိုက်ရပြီးနောက်ကနေလိုက်ဖို့ပြင်လိုက်တဲ့အချိန် Coffee ဆိုင်ထဲမှာသူတို့ကိုစောင့်ကြည့်နေတဲ့နောက်ထပ်တစ်ယောက်ရှိနေခဲ့ကအဲ့ဒီလူကတော့တခြားသူမဟုတ်ပဲယိုဟန်ဖြစ်နေခဲ့တယ်။တကယ်တော့ Grandma ကဘန်ထဲကိုတွားကြည့်ဖို့အတွက်သူ့အနေနဲ့မလွယ်ကူတာကြောင့်ရစုကိုတောက်အပ်ခဲ့တာဖြစ်ပြီးရစုကလည်းရဲဝန်ထမ်းတစ်ယောက်ဖြစ်နေခဲ့တာကြောင့်ဘန်ထဲကမိခင်တည်တာတော့ကိုအလွယ်တကူပဲတွားကြည့်လို့ရခဲ့တယ်။ဒီလိုနဲ့အဖိုးကြီးထားခဲ့တာကဘာလဲဆိုပြီးသူတို့တွေစိတ်ဝင်စားနဲ့မိခင်ဒေတာတွေကိုဖွင့်ကြည့်လိုက်တဲ့အချိန်မှာတော့အထဲမှာတိတ်ခွေတစ်ခုနဲ့ဖိုင်တွဲတစ်ခုကိုတွေ့လိုက်ရကရစုကလည်းတိတ်ခွေဖွင့်ဆက်ကိုပြင်ထားခဲ့တာကြောင့် Grandma လည်းဖွင့်လိုက်ဖို့အတွက်ချက်ပေးလိုက်တယ်။ဒီလိုနဲ့သူတို့တွေတိတ်ခွေကိုဖွင့်လိုက်တဲ့အချိန်မှာတော့လူတစ်ယောက်ကကောင်လေးတစ်ယောက်ကိုငွေရည်စေတိုက်ပြီးအင်တာဗျူးလုပ်နေတယ်ဆိုတာတွေ့လိုက်ရတယ်။အဲ့ဒီထဲကလူကြီးကကောင်လေးကိုနာမည်မေးနေခဲ့ပေမဲ့အဲ့ဒီကောင်လေးကနာမည်တွေအများကြီးကိုရွတ်ပြလိုက်ပြီးနောက်ဆုံးမှာတော့သူ့ကိုယ်သူယိုဟန်ဆိုပြီးတော့မိတ်ဆက်လိုက်တယ်။ဒါပေမဲ့မင်းဦးတွေကတော်တော်လေးထူးဆန်းနေတဲ့အပြင်အဲ့ဒီကောင်လေးကနာမည်မရှိတဲ့ Monster ချောင်းကိုပဲပြောပြနေခဲ့တယ်။ပြီးတော့အဲ့ဒီရာရှိကကောင်လေးရဲ့အကြောက်ဆုံးအရာကဘာလဲဆိုပြီးမေးနေခဲ့ကလူရောတတ်ဘူးလားဆိုပြီးတော့မေးနေခဲ့တယ်။ဒါပေမဲ့ကောင်လေးကတော့ဘာမှပြန်မဖြေပဲသူဖတ်ခဲ့တဲ့စာအုပ်တွေကအကြောင်းအရာဖြစ်တဲ့ဂျလွတ်ဆိုတဲ့အတန်တွေကိုပြောနေခဲ့က Grandma လည်းဆက်နာမထောင်နိုင်တော့ပဲတော်တော်လေးထိတ်လန့်နေတဲ့ပုံလဲပေါ်နေခဲ့တယ်။ Grandma ကရာစုကိုသူတို့တွေအစပိုင်းပဲနားထောင်နောက်ဆုံးအပီးထိပဲနားထောင်သူတို့တွေအများကြီးကိုဝင်ပါမိသွားပြီဖြစ်တာကြောင့်နောက်ဆုံးလို့မရတော့ဘူးဆိုပြီးပြောပြလိုက်တယ်။ဒီလိုနဲ့အပြင်ကိုပြန်ထွက်လာတဲ့အချိန် Grandma ကသူတို့ကိုစောင့်ကြည့်နေတဲ့သူတွေရှိတာကြောင့်သူတို့တွေလမ်းခွဲပြီးတော့သွားကြမယ်ဆိုပြီးပြောပြလိုက်ကတကယ်လို့သူတို့တွေလွတ်မြောက်သွားရင်တော့ပြန်တွေ့ကြမယ်ဆိုပြီးတော့ချိန်လိုက်ကြတယ်။အရင်ဆုံး Grandma တယောက်ပဲရင်ထွက်လာခဲ့ပြီးလူတချို့ကလည်းသူ့ကိုစောင့်ကြည့်နေခဲ့တယ်။တိတ်ခွေနဲ့ဖိုင်တွဲတွေကိုရာစုကယူသွားခဲ့ပြီးစိတ်မလုံးတလုံးနဲ့ပဲသူ့အိမ်ကိုပြန်ရောက်သွားခဲ့တယ်။ဒါပေမဲ့လမ်းတစ်ဝက်မှာ Grandma ကစိတ်ထိတ်နေခဲ့တာကြောင့်ရာစုကိုတယောက်တည်းလှုပ်လိုက်လို့မရဘူးဆိုတာကိုနားလည်သွားခဲ့တယ်။အဲ့လိုနဲ့ရာစုရဲ့အိမ်လိပ်စာကိုပဲသူပြန်လိုက်သွားခဲ့ရပြန်တယ်။ရာစုတယောက်အခန်းထဲကိုဝင်သွားတဲ့အချိန်မှာတော့အခန်းထဲမှာသူ့ကိုအတင်းဆောက်နေတဲ့ရဲမှုကြီးရဲ့အထူးစုံစမ်းရေးတပ်ဖွဲ့တွေရှိနေခဲ့တယ်။ပြီးတော့ရာစုကိုလည်း Grandma နဲ့ပူးပေါင်းနေပြီးချက်စလိုဗီးနီးယားတော်လန်ရေးတပ်ဖွဲ့တွေကိုပံ့ပိုးပေးနေတဲ့ရာရှိဆိုပြီးတော့ဆွဆွဲနေခဲ့တယ်။ပြီးတော့ရာရှိ3ယောက်ကိုတတ်တဲ့မှုမှာလည်းရာစုကိုအဓိကတရားခံအဖြစ်သတ်မှတ်ထားခဲ့တာဖြစ်ပြီးရာစုကနှုတ်ပိတ်လိုက်တဲ့သဘောလိုမျိုးလုပ်နေခဲ့တယ်။မဟုတ်မမှန်တာတွေကိုဆွဆွဲနေလို့ရာစုကမင်းတို့တွေစိတ်ချိုက်စစ်ဆေးလို့ရကြောင်းပြောပြလိုက်တာကြောင့်အရာရှိတွေလည်းရာစုရဲ့အခန်းထဲကိုမွေးနှောက်ရှာဖို့အတွက်ဆုံးဖြတ်လိုက်ကြတယ်။ဒါပေမဲ့ရေချိုးခန်းထဲကဘေးစင်ထဲမှာတော့အရာရှိတယောက်ကတက်တေခံပစ္စည်းတစ်ခုကိုရှာတွေ့ခဲ့တယ်။အဲ့ဒါကတော့ဝီစကီဘွန်ဘွန်ဆိုတဲ့တကြားလုံးတွေပဲဖြစ်
ပါတယ်။အဲ့ဒီတကြားလုံးတွေကကြွက်သားတွေကိုဖြေလျှောနိုင်တဲ့အစိတ်ရည်ဖြစ်ပြီးအရာရှိ3ယောက်တေဆုံးသွားရတဲ့အဓိကကြောင်းရင်းကလည်းအဲ့ဒီအစိတ်တွေကြောင့်ဖြစ်ကြောင်းပြောပြခဲ့တယ်။ရာစုကတော့အဲ့ဒီပစ္စည်းတွေကသူ့ဟာမဟုတ်ကြောင်းညင်းနေခဲ့ပြီးသူနဲ့ဘာမှမပတ်သက်ဘူးဆိုပြီးပြောနေခဲ့ကချင်းနေတွေအားလုံးကိုရဲစခန်းမှာတွားရောက်ဖြစ်ရှင်းမှာဖြစ်တာကြောင့်အရင်ဆုံးသူ့ကိုအင်ဂျီတော့လဲခွင့်ပေးပါဆိုပြီးတောင်းဆိုလိုက်တယ်။ဒီလိုနဲ့တိတ်ခွေတွေထည့်ထားတဲ့သူ့ရဲ့အပေါ်ဝတ်ကော့အင်ဂျီကိုချွတ်လိုက်ပြီးအပြင်မှာစူညာတန်ကြားလို့ဘာတွေဖြစ်နေတာလဲဆိုတော့သိကျင်စောနဲ့တကားကိုဖွင့်ကြည့်လိုက်တဲ့ချိန်မှာတော့သူကိုယ်တိုင်တော့မှလောကထိတ်လန့်သွားခဲ့ရတယ်။အဲ့ဒီချိန်ဂရီမာကလည်းအင်ဂျီရောက်နေပြီဖြစ်ပြီးအင်ဂျီရဲ့တိတ်ဆိတ်နေခဲ့တာကြောင့်သူနောက်ကျသွားပြီလို့ထင်လိုက်တဲ့အချိန်အပေါ်တကားကိုမြင်မြင်တက်သွားခဲ့တဲ့ချိန်ရွှေရောင်စပင်နဲ့ရန်ကိုချောမောလာပါတဲ့ကောင်မလေးတယောက်ဆင်းသွားတာကိုတွေ့လိုက်ရတယ်။ပို့ပြီးတော့စိတ်ပူသွားတဲ့ဂရီမာတယောက်ရာစုရှိနေတဲ့အခန်းထဲကိုအပြေးလွှားသွားခဲ့ပေမဲ့သူတွေးလိုက်တဲ့မြင်ကွင်းကတော့ရာစုတယောက်ကြက်တေတေနေခဲ့တာဖြစ်ပြီးရာစုကိုလာဖမ်းတဲ့ရာရှိနှစ်ယောက်ကတော့တက်ခံလိုက်ရတယ်။ဒေါက်တာထမ်မာကတော့သတင်းစာတိုက်ထဲမှာယိုဟန်တို့ရဲ့အကြောင်းကိုစစ်ဆေးနေခဲ့ပြီးသူ့ကိုယ်သူလည်းဂျပန်ကနေလာတဲ့ journalist ဖြစ်ကြောင်းပြောနေခဲ့ပေမဲ့သတင်းစာတိုက်ချုပ်ကတော့ဒီနေ့သူအလုပ်များနေခဲ့တာကြောင့်ထမ်မာကိုမကူညီနိုင်ဘူးဆိုပြီးပြောပြခဲ့တယ်။အကြောင်းကတော့ရဲဝန်ထမ်းတယောက်ကွင်းဆက်လူတန်းမှုကြီးတစ်ခုကိုလှုပ်ပြီးထွက်ပြေးတိမ်းရှောင်သွားတယ်ဆိုတဲ့အကြောင်းကိုပြောပြခဲ့တယ်။ရင်းဆုံးအစိတ်ချိုချင်တွေနဲ့ရဲချုပ်နဲ့ပေါင်းပါ2ယောက်ကိုတတ်ခဲ့ပြီးအခုလည်းသူ့ကိုစောင့်ကြည့်ထားတဲ့ရဲ2ယောက်ကိုတတ်ခဲ့ကြောင်းဒီမနေ့သတင်းစာကိုထမ်မာကိုပေးခဲ့လိုက်တယ်။ထမ်မာလည်းသတင်းစာကိုဖတ်ကြည့်လိုက်တော့မှသူ့ရဲ့ဖြစ်ပျက်တွေနဲ့စင်သူယုံမှဖြစ်နေတယ်ဆိုတာကိုသိလိုက်ရတယ်။ပြီးတော့အဲ့ဒီကောင်လေးကတကယ်တရခံမဟုတ်ဘူးဆိုတာလည်းသိလိုက်ပြီးဒါဟာ UN ရဲ့လက်ချက်ဆိုတာကိုပို့ပြီးတော့တေချာသွားစေခဲ့တယ်။ထမ်မာတယောက်ဆေးရုံတစ်ခုကိုသွားပြီးတော့ရန်ဆိုးရဲ့အမေကိုတွားကြည့်နေခဲ့ကရန်ဆိုးရဲ့အမေကတော့ထမ်မာကိုသူ့သားလို့ထင်နေခဲ့ပြီးတငယ်ပြန်နေတဲ့ပုံလည်းပေါ်နေခဲ့တယ်။ထမ်မာကတော့ရန်ဆိုးကြောင့်ကိုမေးနေခဲ့ပေမဲ့အဖွားကြီးကတော့သူပြောချင်တာတွေပဲပြောနေခဲ့ပြီးထမ်မာကိုလည်းသူ့သားလို့ထင်နေခဲ့ကသူ့ကိုလာတွေ့တဲ့ဝမ်းသာစကားဆိုနေခဲ့တယ်။ထမ်မာလည်းဘာမှမေးလို့မရဘူးဆိုတာသိတာကြောင့်အဖွားကြီးနဲ့အလိုက်ထိုက်ပဲဆက်ဆံလိုက်ပြီးအဲ့ချိန်မှာအဖွားကြီးကရန်ဆိုးငငယ်ကအတိုင်းအိမ်ပြက်ကြီးထဲမှာစုံတော့လောက်တိုင်းကစားအောင်မလားဆိုပြီးမေးလိုက်ကထမ်မာလည်းရဆုရှိနိုင်မယ့်နေရာကိုတည်သွားခဲ့တယ်။ထမ်မာပြန်သွားတော့အဖွားကြီးကဘေးနားကကက်ဆက်ကနေတချင်းနားထောင်နေတော့ယိုဟန်ကိုအင်တာဗျူးထားတဲ့တိတ်ခွေတန်ပေါ်လာခဲ့တယ်။လူမနေတော့တဲ့အိမ်ပြက်ကြီးထဲမှာတော့ပုံနေတဲ့ရဆုစီကိုဂရမာကအစားအသောက်နဲ့သတင်းစာဝယ်ပြီးတော့လာပေးခဲ့တယ်။ရဆုကနေ့ချင်းကြီးနာမည်ကြီးသွားကြောင်းကိုလည်းပြောပြနေပြီးရဆုကတော့သူ့ပေါ်မှာအခုလိုမျိုးအခြေအနေလေးဖြစ်လာတာကိုနားမလည်နိုင်ဖြစ်နေတာကြောင့်ရဆုလိုမျိုးပဲလွန်ခဲ့တဲ့10နှစ်လောက်ကဂျာမန်ရဲ့ထက်ဆိုတော့မှာတထရာတဲ့သူတဲ့ပုံစံသူအမှုမျိုးရှိခဲ့ကြောင်းကိုပြောပြလိုက်ကအခုတော့အဲ့တရခံလို့ဆွဆွဲခံထားရတဲ့သူကအမှန်တရားကိုပြန်ပြင်ဖို့အတွက်စူးစမ်းနေကြောင်းပြောပြလိုက်တယ်။အဲ့ဒီချိန်မှာရဆုကဒူးထောက်လဲကြလိုက်ပြီးသူ့ရဲ့ဘဝကရောတသက်လုံးထွက်ပြေးနေရမှာလားဆိုပြီးတော့ဝမ်းနဲ့စွာပြောပြနေခဲ့တယ်။စိတ်သက်ကြပြီးတော့အယုတ်ကြိုပြဖြစ်နေတဲ့ရဆုကိုဂရီမာကပဲပြန်ပြီးတော့နှိမ့်သိမ့်ပေးနေခဲ့ကအခုတော့ဘလူးကုံမှာမယုံကြည်ဘူးဆိုရင်တော့ကိုယ့်ကိုယ်ကိုယုံကြည်ခြင်းနဲ့ပြောနေခဲ့တယ်။ရဆုတယောက်စိတ်သက်ကြပြီးပဒင်းပေါက်နာသွားနေတဲ့အချိန်ရုပ်တဲ့တနက်ပြစ်တာခံလိုက်ရပြီးဂရီမာလည်းဘဲကနေပြစ်လဲသွားချောင်းလိုက်တဲ့အချိန်ရန်တို့ကစနိုက်ပါနဲ့ပြစ်နေတယ်ဆိုတာသိလိုက်ရတယ်။သူတို့တွေအဝိုင်းခံထားရပြီဆိုတာပါသိလိုက်ပြီးဂရီမာလည်းရဆုကိုကာကွယ်ဖို့လုပ်နေတဲ့အချိန်သူတို့ကိုတိတ်ခွေတောင်းနေခဲ့တာကိုသိလိုက်ရတယ်။ဂရီမာလည်းတကားကိုမြန်ပိတ်လိုက်ပြီးတကားကိုစပွဲပုံနဲ့တွားပြီးတော့တွန်းပိတ်ဖို့အတွက်လုပ်နေတဲ့အချိန်ရဆုကနောက်တဲ့တစ်ခါခြေထောက်မှာထပ်ပစ်ခံလိုက်ရတယ်။ရဆုတယောက်နာလုံးလို့အုံငုံနေတဲ့အချိန်နောက်တဲ့လက်မောင်းမှာထပ်ပစ်ခံလိုက်ရပြီးအနေမရှိစေမဲ့နေရာကိုတက်တက်ပစ်နေတယ်ဆိုတာသိလိုက်ရတယ်။ရဆုကိုဂရီမာကတွားခဲ့ဖို့အတွက်လုပ်ပေမဲ့သူ့ကိုလည်းစနိုက်ပါကမြင်နေခဲ့ကရဆုရဲ့အနာမကတ်နိုင်အောင်လုပ်နေခဲ့တယ်။ရဆုကလည်းကိုယ့်ချိန်တွေကိုသိတာကြောင့်ဂရီမာကိုထွက်ပြေးခိုင်းနေခဲ့ပြီးသူကတော့အဆုံးသတ်ပြီဖြစ်ကြောင်းပြောနေခဲ့ပေမဲ့ဂရီမာကတော့သူရအောင်ကယ်ပေးမယ်ဆိုပြီးတော့ပြောနေခဲ့တယ်။ဒါပေမဲ့လွတ်လပ်မရှိတော့တဲ့သူ့အတွက်နဲ့ဒဏ်ရာရနေတဲ့ရဆုကိုတစ်ချက်ပြီးတော့အခန်းပြင်မှာသူတို့ကိုအားလုံးကဝိုင်းထားခဲ့ပြီဖြစ်တာကြောင့်ဘာမှလုပ်လို့မရတော့တဲ့ချိန်မှာဂရီမာတယောက်စိတ်လွတ်သွားခဲ့တယ်။ဂရီမာတို့ကိုတိုက်တစ်ဖက်ကနေစနိုက်ပါတယောက်ကလည်းချောင်းနေခဲ့တယ်။အဲ့ဒီချိန်မှာလူတယောက်ကတနက်နဲ့လာထောက်ထားခဲ့ပြီးဒီမှာဘာလုပ်နေတာလဲမေးလိုက်ကဂရီမာတို့ကိုချောင်းနေတယ်ဆိုတာသိတာကြောင့်ထမ်မာလည်းအမြန်ဆုံးပဲသွားဖို့အတွက်ပြင်ဆင်လိုက်တယ်။ဒီလိုနဲ့ဂရီမာတို့ရှိနေတဲ့အခန်းထဲကိုရောက်လာခဲ့ပြီးအခန်းထဲကမြင်ကွင်းကြောင့်ထမ်မာတော်တော်လေးထိတ်လန့်သွားခဲ့ရတယ်။ဂရီမာရဲ့ခန္ဓာကိုယ်တခုတုံးကလည်းတွေးတွေနဲ့ပေးချန်နေခဲ့ပြီးအနားမှာရှိနေတဲ့ဒူတွေအားလုံးကတော့အမောက်သိပ်ခံလိုက်ရပြီဖြစ်ပါတယ်။ဂရီမာကတော့နောက်တဲ့တစ်ခါအားကလူသားထွက်လာပြီးဆိုပြီးပြောပြလိုက်ကဒေါက်တာထမ်မာရောက်လာလို့ဝမ်းသာကြောင်းနဲ့ရဆုကိုကယ်ပေးပါဆိုပြီးတောင်းဆိုလိုက်တယ်။ပြီးတော့တခြားသူတွေကိုလည်းကယ်ပေးပါဆိုပြီးတော့တောင်းဆိုလိုက်ပြန်တယ်။ထမ်မာလည်းဘယ်လိုမျိုးတောင်ခုလိုမျိုးဖြစ်သွားတာလဲဆိုပြီးနားမလည်နိုင်ဖြစ်နေခဲ့တယ်။ဂရီမာကတော့သူ့ရဲ့နာမည်ရင်းကဘာလဲဆိုတာသူမသိကြောင်ပြောပြနေပြီးသူကလည်းခင်တာဟိုင်းရဲ့ចောင်းထွက်ចောင်းသားတစ်ယောက်ပဲဖြစ်ပါတယ်။သူငယ်ငယ်က TV ဘဲတန်းကြည့်ခဲ့ရပြီးအာကလူသားဆိုတဲ့ဇလန်သွဲကိုသူ့ရမ်းကြိုက်ကြောင်းနဲ့ဇက်လိုက်ကပျော့တီးပျော့ပတ်လူဖြစ်ပေမဲ့သူပြန်နိုးလာတဲ့အချိန်မှာတော့လူမိုက်တွေအားလုံးကအမောက်သိပ်ခံလိုက်ရပြီးအာကလူသားစတိုင်နာဆိုတဲ့သူပေါ်လာခဲ့ကြောင်းပြောပြလိုက်တယ်။ပြီးတော့သူ့ရဲ့အသက်ဆက်၄နှစ်လောက်မှာအဖေသူ့နဲ့အမေသူ့စီမှာမွေးစားခံလိုက်ရပြီးသူ့ကိုဘာသာစကား9မျိုး6မျိုးလောက်ထိကိုတင်ခဲ့ကြောင်းနဲ့စပိုင်တယောက်ဖြစ်ဖို့အတွက်သူ့ကိုအစွမ်းကုန်လေ့ကျင့်ပေးခဲ့တယ်ဆိုတာပြောပြလိုက်တယ်။ဒါပေမဲ့သူတင်ရတဲ့ထဲမှာအခက်ခဲဆုံးကတော့လူတယောက်ပြုံးတာပဲဖြစ်ပါတယ်။ထမ်မာလည်းသူ
ခုလိုရတဲ့နီလန်းနေနဲ့ခုပြီးဖြစ်ပေမဲ့ဆေးရုံကခေါ်မှပဲရာစုကိုကယ်နန်မှာဖြစ်ကြောင်းပြောပြလိုက်တယ်ဒီလိုနဲ့ခဏကြာတော့ဆေးရုံကားတွေရောက်လာခဲ့ပြီးလူနာတွေအားလုံးကိုကယ်တင်နိုင်လိုက်တယ်ဒါပေမဲ့ဘသူကများအဲ့ဒီလူနာတွေကိုအရင်ကုသပေးခဲ့လဲဆိုတာကိုဆေးရုံကဝန်ထမ်းတွေလည်းမသိပဲဖြစ်နေခဲ့တယ်အဲ့ဒီအကြောင်းကလည်း TV သတင်းတွေမှာပါလာခဲ့ပြီးထမ်မာကတော့ရာစုကပြစ်မရှိဘူးဆိုတာသိနေခဲ့တယ်အဲ့လိုနဲ့ဂရင်မာရဲ့နောက်ကြောင်ခင်တာဟိုင်းเจ้าကိုမေးနေခဲ့ပြီးဂရင်မာကလည်းသူမှတ်မချင်ပေမဲ့သူ့ရဲ့မှတ်ညံတွေကပျောက်ဆုံးနေပြီးသူမှတ်မိတဲ့အကြောင်းအရာတွေကတော့ဘာမှအသုံးဝင်တဲ့အကြောင်းအရာတွေပဲဖြစ်ကြောင်းပြောပြခဲ့တယ်အခုလောလောဆယ်ဂရင်မာကရာစုဟာရန်ကိုကောင်းတဲ့လူတစ်ယောက်ဖြစ်တာကြောင့်သူ့ကိုထောင်မချစေခြင်းလို့မျက်မြင်သက်သေဖြစ်တဲ့သူကပဲအရန်ရှိနှစ်ယောက်တည်ဆုံတဲ့အမှုမှာသွားဖြစ်ခြင်းပေးမယ်ဆိုပြီးပြောလိုက်ကထမ်မာကတော့ဂရင်မာလည်းဝရန်ထုတ်ခံလာရကြောင်းပြောပြပေမဲ့ဂရင်မာကတော့သူ့ကဲမှရာစုကလွတ်မြောက်မှာဖြစ်ကြောင်းပြောပြခဲ့တယ်။ Okay ဒီနေ့ကတော့ဒီမှာနေရက်လိုက်ပါတော့မယ်။နောက်တော့ပိုင်းကိုတော့နောက်ရက်မှာတင်ဆက်ပေးသွားမှာမို့လို့ channel လေးကို subscribe လုပ်ရသေးဆိုရင်လုပ်ပြီးသွားဖို့အတွက်တောင်းဆိုလိုက်ပါတယ်ခင်ဗျာ။